tax refund အခွန်ငွေပြန်အမ်းခြင်းကျွန်တော်ရရှိသောပတ်စံများဖြစ်ပါတယ် Federal Income Tax မှာ US $6,654 ဖြစ်ပြီး Minnesota Income Tax မှာ US $2,319 ဖြစ်ပါတယ်စုစုပေါင်းကျွန်တော်ရရှိသည့်ပတ်စံများကတော့$8,973 ဖြစ်ပါတယ်ဘာကြောင့် tax refund ပြန်ရတာလဲ W2 form ကတော့တစ်နှစ်လုံးကိုအလုပ်လုပ်နေတဲ့အချိန်တွင်ကိုရရှိတဲ့လစာတွေကနေတပတ်တစ်ခါအခွန်ငွေများကိုကြိုတင်ဖြတ်တောက်ထားလေးရှိပါတယ်ဒါကို withholding လို့ခေါ်ပါတယ်ကိုအလုပ်လုပ်ပြီးရရှိတဲ့ tax form များကို IRS ထံ tax return file တင်တဲ့အခါမှာ IRS ကအောက်ပါအတိုင်းတွက်ချက်လေးရှိပါတယ်ကိုစီကတပတ်တစ်ခါဖြတ်ထားတဲ့အခွန်ငွေများကတကယ်ပေးဆောင်ရမယ်ပမာဏထက်များနေရင်အစိုးရကပုံနေတဲ့အခွန်ငွေတွေကို refund အနေနဲ့ပြန်ပေးလေးရှိပါတယ်တကယ်လို့ကိုစီကတပတ်တစ်ခါဖြတ်ထားတဲ့အခွန်ငွေတွေကနည်းနေရင်ကိုက refund ပြန်ရမယ်အစားအစိုးရကိုအခွန်ငွေထပ်ပေးရလေရှိပါတယ် refund ပိုရစေမဲ့အချက်များအောက်ပါအချက်တွေရှိရင် refund ပြန်ရဖို့အခွင့်အလမ်းပိုများပါတယ်သတ်မှတ်ထားတဲ့ငွေပမာဏတစ်ခုအထိအခွန်ကင်းလွတ်ခွင့်ရှိသည် Child Tax Credit ကလေးအတွက်အခွန်ခံစားခွင့်ကိုစီမှာအသက်18နှစ်အောင်ကလေး1ယောက်ရှိနေရင်2ယောက်ရှိနေရင်3ယောက်ရှိနေရင်စတဲ့အကြောင်းအရာတွေကြောင့်အခွန်ပေးရတာရောကျသွားမှာဖြစ်ပြီးအခွန်သက်သာမှာဖြစ်ပြီး refund အနေနဲ့လည်းပတ်စံအလုံးအရင်းနဲ့ပြန်ရနိုင်ပါတယ်ဒါမှမဟုတ်ငွေနှဲပါနေရင်စတာတွေကြောင့် tax refund ပြန်ရဖို့အခွင့်အရေးပိုများပါတယ် overpayment ကိုယ့်ရဲ့လစာတွေကနေအခွန်ကိုလိုအပ်တာထက်ပိုမိုဖြတ်တောက်ထားခြင်းတည်ထားသင့်သည့်အချက်အလက်များကိုယ့်စီမှာ tax ဆောင်ရမယ် W2 အပြင်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် lead driver သမားတစ်ယောက်အဖြစ်ရရှိမဲ့ tax ပေါက်များအပြင်တခြားရင်းနှီးမြှုပ်နှံမှုတွေကနေဝင်ငွေရှိလာရင်လည်းအဲ့ဒါတွေကိုပါ IRS ထံ tax return file တင်တဲ့အခါမှာထည့်သွင်းတွက်ချက်ရမှာဖြစ်လို့ refund ပြန်ရမယ်ပမာဏဟာလည်းပြောင်းလဲနိုင်ပါတယ်ကျွန်တော်ကတော့ထုံးမင်းနိုင်ဖြစ်ပါတယ် RSN